ရှမ်းပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်ဝင်ကြီးဦးလင်းအောင်ဆွေကြောက်တလုံးကြီးမြို့အတွင်းနွေစပါးစိုက်တောင်သူများအား73စီရောင်းချပွဲအခမ်းအနားတက်ရောက်တဲ့သတင်းကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်ဝင်ကြီးဦးလင်းအောင်ဆွေသည်ပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက်ဧပြီလ23ရက်နေ့နံနက်ပိုင်းကကြောက်တလုံးမြို့တွန်းမုံဘုံတော်ကြီးကျောင်း၌နွေစပါးစိုက်တောင်သူများအား73စီရောင်းချပွဲအခမ်းအနားသို့တက်ရောက်ကြောင်းသိရပါသည်။ဦးစွာပြည်내ဝင်ကြီးနဲ့တာဝန်ရှိသူများသည်ကြောက်တလုံးကြီးမြို့အသုံးတော်အုပ်စုတွန်းမုံဖုံတော်ကြီးကျောင်းသို့ရောက်ရှိပြီးကျောင်းထိုင်စရာတော်အားဖူးမြော်ကြီးညွှန်၍လှူပွဲပစ္စည်းများဆက်ကပ်လူရမ်းပါတယ်။ထို့နောက်နွေစပါးစိုက်တောင်သူများအား73စီရောင်းချပွဲအခမ်းအနားကိုကျင်းပရာပြည်내ဝင်ကြီးကအဖွဲ့အမှားစကားပြောကြားရာတွင်ကြောက်တလုံးကြီးမြို့အနေဖြင့်နွေစပါး1181ဧကစိုက်ပျိုးပြီးဖြစ်ပါကြောင်းနိုင်ငံတော်ဆိုရ၏ရပ်ပေါင်း100စီမံချက်အတွင်းဦးစားပေးဆောင်ရွက်ရမည်လုပ်ငန်းစီမံချက်များအနက်တောင်သူလယ်သမားများကိုချင်းငွေနှုန်းထားတိုးမြင့်ရေးစီမံချက်အနေဖြင့်ချင်းငွေများတိုးမြင့်ထုတ်ပေးမည်ဖြစ်ပါကြောင်းစာရေးကားများအတွက်တဧကလျင်ထွင်ရက်စီဒီဇယ်တကားလန်1000ကျပ်နှုန်းဖြင့်တောင်သူများလက်ဝဲရောက်ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ပါကြောင်းပြောကြားပါရယ်ထို့နောက်ရှမ်းပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝင်ကြီးဦးလင်းအောင်ဆွေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခွန်စောလွင်ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်ဆောင်ရွှေရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပြည်내ဦးစီးမှုဦးချိုနိုင်ထွန်းရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနပြည်내ကြီးကြပ်စစ်ဆေးရေးအရာရှိဦးမင်းမင်းတို့ကနွေစပါးစိုက်တောင်သူများအား73စီများအသီးသီးရောင်းချပေးကြပြီးတက်ရောက်လာသောတောင်သူတို့မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရပါတယ်။ရှင်နောက်ပြည်내ဝင်ကြီးနဲ့တာဝန်ရှိသူများသည်နွေစပါးစိုက်တောင်သူများအား73စီရောင်းချပေးနေမှုကိုကြည့်ရှုအားပေးပြီးပြည်내ဝင်ကြီးကလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။ဆက်လက်၍ပြည်내ဝင်ကြီးနှင့်အဖွဲ့သည် V Fresh by တောင်ကြီးဖန်စိုက်ပျိုးရေးခြံသို့တွားရောက်၍အောင်မြင်စွာဖြစ်ထွန်းလျက်ရှိသည့်ဒီပင်စားပင်များကိုလှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူတို့ကစိုက်ပျိုးရေးခြံနှင့်ပတ်သက်သည့်များကိုရှင်းလင်းတင်ပြခဲ့ပြီးပြည်내ဝင်ကြီးကလိုအပ်သည့်များမှာကြားခဲ့ကြောင်းသိရပါသည်။ရှမ်းပြည်နယ်ကြောက်တလုံးကြီးမြို့အတွင်းနွေစပါးစိုက်တောင်သူများအား73စီရောင်းချပွဲတွင်စိုက်ဧကများအတွက်တဧကလျင်ထွင်ရက်စီဒီဇယ်တကားလန်1000ကျပ်နှုန်းဖြင့်တောင်သူများလက်ဝဲအရောက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။